ရုပ်ရှင်ချစ်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ KCA Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိန်းမတွေကိုယုံခဲ့မိလို့ဒုက္ခရောက်သွားရတဲ့တောင်တက်သမားရဲ့ဇလန်တစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်ဒါကိုကြည့်မယ်ဆိုရင်တော့ပရိသတ်တွေကညိုကီတို့လည်းသင်ခန်းစာရသွားမှာပါဇလန်လေးရဲ့ဆောက်မှာတော့အာဖဂန်နစ္စတန်ဒေသမှာလူစိုးကိုင်းတစ်ခုကကားတစ်စီးစီကနေပတ်စံတက်တာကိုကြားဖြတ်ယူခဲ့ကြပါတယ်အဲဒီနောက်မှာတော့ပတ်စံတက်တာကိုလေရင်နဲ့တက်ပြီးကနေဒါမှာဆုံးဖို့စီစဉ်ခဲ့ကြပါတယ်တစ်ပတ်မှာကနေဒါရဲ့တောင်တန်းနေကြားမှာတော့တောင်တက်သမားတစ်ယောက်ရှိနေပါတယ်သူကတော့ဂျက်ဆင်ဆိုတဲ့တောင်တက်သမားဖြစ်ပြီးတော့သူ့ရဲ့အတိတ်ကပျော်ရွှင်စရာမိသားစုပုံရိပ်ကိုအမြဲတမ်းရနေတဲ့သူပါဒီလိုနဲ့တောင်တက်နေရင်သူ့စီကိုအလုပ်တစ်ခုအတွက်ဖုန်းဝင်လာခဲ့ပါတယ်အဲ့ဒါကတော့တမင်ချိုမဲလိုက်ဖို့အတွက်လမ်းပြပေးရမှာဖြစ်ပြီးတော့ဂျက်ဆင်လည်းပတ်စံပြတ်နေရမို့အလုပ်ကိုလက်ခံခဲ့လိုက်ပါတယ်ဒီလိုနဲ့ဂျက်ဆင်တယောက်အိမ်ပြန်လာတဲ့ချိန်မှာတော့မမျှော်လင့်တဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါပြီအဲ့ဒါကတော့သူတောင်တက်နေတော့သူမိမကလည်းအိမ်မှာတောင်တက်နေတာပဲဖြစ်ပါတယ်ဒီလိုနဲ့ဂျက်ဆင်လည်းတင်းသွားပြီးပြဿနာတွေဖြစ်ကြရင်လည်းမိမလို့သူကတောင်မဲတက်နေတဲ့ဂျက်ဆင်ကိုမှတ်မှတ်ရဒိတ်လာလာတွေပေးလိုက်ပါတော့တယ်အဲ့နောက်မှာတော့ဂျက်ဆင်လည်းမိမပေးလိုက်တဲ့အမှတ်တရတွေနဲ့ပြင်ထွက်လာရင်ရာသီဥတုကြောင့်လေရင်တစည်းပြတ်ကျခဲ့တဲ့အကြောင်းရေဒီယိုကနေကြားနေရပါတယ်ဒီလိုနဲ့သူလက်ခံထားတဲ့အလုပ်အတွက်တောင်ကြီးကဟိုတယ်တစ်ခုကိုလာရင်တပတ်ခန်းကမီချောဆိုတဲ့ကောင်မလေးတယောက်နဲ့ကြည်ချင်းစုံမိကြပါပြီအဲ့ချိန်မှာအိမ်ကမိမဒုက္ခပေးတာခံလာရတဲ့ဂျက်ဆင်တယောက်လည်းမီချောကိုတမင်လဲပြန်နေပါလေရှိုးမိနေပါတယ်ဒီလိုနဲ့ဂျက်ဆင်လည်းသူ့အလုပ်အတွက်တောင်တန်းချင်တွေကိုလေးလာနေရင်တစ်ဖက်မှာတော့လက်နက်ကင်ဖွဲတစ်ခုကလည်းတောင်တန်းနေကြားထဲမှာလေရင်ပြတ်ကိုအသေးအတန်ရှာနေကြပါတယ်အဲ့နောက်မှာတော့ဂျက်ဆင်လည်းညနေ6 နာရီဆိုအိမ်မပြန်တော့ဘဲနဲ့အသေးကွဲရင်ပျောက်တယ်ဆိုတဲ့စေတောက်ဖို့ဘုံဆိုင်ကိုတွက်လာခဲ့ပါတယ်ဒီလိုနဲ့တိုက်တိုက်ဆိုင်မီချောကလည်းအဲ့ဒီဆိုင်မှာဝေတာလုံးနေပြီးတော့ဂျက်ဆင်နဲ့အကြီးချင်းတွေထပ်ဆုံနေကြပါတယ်ဂျက်ဆင်တယောက်မီချောကိုငေးပြီးတိတ်ကသူ့ရဲ့မိသားစုဘဝလေးကိုပြန်တွေးနေတော့မှပဲကိုပြောင်ကြီးရောက်လာခဲ့ပါတယ်ကိုပြောင်ကြီးကတော့စိတ်ညစ်နေတဲ့ဂျက်ဆင်ကိုဟာသားတွေပြောရင်သူလည်းတောင်ပေါ်ကိုသွားဖို့ဧည့်သည်တွေသွားကြိုရမယ့်အကြောင်းပြောပြခဲ့ပါတယ်အဲ့နောက်မှာတော့ဂျက်ဆင်လည်းအလုပ်အတွက်ခန်းထဲမှာသူ့ရဲ့မဲလိုက်တဲ့နက်ကိုစစ်ဆေးနေတော့အတန်တစ်ခုကြားလိုက်ရလို့အပြင်ကိုတွက်ကြည့်လိုက်ပါတယ်အဲ့ဒါကတော့မီချောကိုဘဲတဲ့ဘွေကလာရင်းနေတာဖြစ်ပြီးတော့အတန်ကြားလို့ထွက်ကြည့်တဲ့ဂျက်ဆင်ရဲ့အနေထားကိုမြင်လို့ရစ်တဲ့ဘဲလေးပြန်ထွက်သွားပါတော့တယ်မီချောကတော့ဂျက်ဆင်ကိုကျေးဇူးပဲဆိုတဲ့စကားလေးပြောပြီးခက်ဆင်းဆင်းကြည့်ရင်ခန်းထဲဝင်သွားပါတယ်အဲ့လိုနဲ့နောက်ရက်မှာတော့သူ့လုံးလက်ခံထားတဲ့စီကိုရောက်လာခဲ့ပါပြီအဲ့ဒီမှာလည်းအလုပ်ချိတ်ပေးတဲ့သူကဂျက်ဆင်ရဲ့နဖူးကဘလာစတာချောင်းကိုမေးနေလို့မိမပေးတဲ့အမတ်တရဖြစ်ကြောင်းရှင်းပြရပါသေးတယ်ဒီလိုနဲ့ဂျက်ဆင်ကသူ့လမ်းပြမဲ့ကောင်လေးကိုမေးလိုက်တော့ကောင်လေးမဟုတ်ဘဲနဲ့ကောင်မလေးတယောက်ပြည့်နေတာကိုသိလိုက်ရပါတယ်အဲ့ဒီထက်ပိုတိုက်ဆိုင်တာကသူ့ကိုလမ်းပြလုံငားတဲ့ကောင်မလေးကမီချောဖြစ်နေတာကိုတွေးလိုက်ရပါပြီဒီလိုနဲ့ဂျက်ဆင်လည်းထုံးစံတိုင်းမီချောကိုငေးနေရင်မီချောကတော့သူ့ရဲ့နာမည်ကကိတ်ဆိုပြီးမိတ်ဆက်လိုက်ပါတယ်အဲ့တော့နာမည်သိရပြီမို့ကျွန်တော်လည်းဒီနေရာကနေစပြီးသူ့ကိုမီကိတ်လို့ပဲခေါ်ပါတော့မယ်သူတကယ်ကိတ်မကိတ်ကတော့ဇလန်နဲ့ဆက်ကြည့်အောင်ပါအဲ့နောက်မှာတော့ဂျက်ဆင်နဲ့မီကိတ်လည်းမဲလိုက်ဖို့တူတူတောင်းပေါ်ကိုသွားနေပါပြီမီကိတ်ကသူ့ရဲ့ဖေဟာမဲလိုက်ဝါသနာပါတဲ့အကြောင်းနဲ့တမင်ချိုရရင်သူ့ဖေရဲ့ရိုးပြကိုကျဲဖို့ဒီမျိုးကိုပြောင်းလာတဲ့အကြောင်းနဲ့ဂျက်ဆင်ကိုတော်ကီလွတ်နေပါတယ်ဂျက်ဆင်ကတော့တောင်ကျမှာငန်းငယ်တလောက်တောင်းပေါ်ကိုရောက်လာတော့မီကိတ်ကိုမဲလိုက်ဖို့တွက်လာတာတော်ကီပွားဖို့မဟုတ်ကြောင်းနဲ့သတိပေးရင်တမာရီကောင်းကောင်းနဲ့နေခဲ့ပါတယ်တပတ်မှာတော့မမလာလာတို့အုပ်စုကလည်းလေရင်ပြက်ကိုလိုက်ရှာနေတာခုတည်မတွေ့ကြသေးပါဘူးဂျက်ဆင်ကတော့စကန်ချနာပြီးမနက်ကိုအမဲလိုက်ထွက်ဖို့အစီအစဉ်ဆွဲရင်မီကိတ်ကိုစောစောအိတ်ခိုင်းလိုက်ပါတယ်ဒီလိုနဲ့အိမ်မပြောတဲ့ဂျက်ဆင်တယောက်မီးပုံပေးမှထိုင်ရင်သူ့ရဲ့အတိတ်ကိုပြန်တရိရနေခဲ့ပါတယ်တစ်ချိန်ကသူ့မှာရမ်းချစ်စရာကောင်းတဲ့သမီးလေးတယောက်ရှိပြီးပျော်ရွှင်စရာမိသားစုကိုပိုင်ဆိုင်ခဲ့ရတာပါဒါပေမဲ့တရက်မှာမမျှော်လင့်မဲ့ကားတိုက်မိပြီးသမီးပြစ်သူရဲ့အသက်ကိုဆုံးရှုံးလိုက်ရတယ်လို့အဲ့နောက်ပိုင်းကစလို့မိန်းမလို့သူရဲ့ဖောက်ပြန်တာပါခံလိုက်ရပါတယ်ဒါကြောင့်မဲဂျက်ဆင်ဟာဒီလိုကိုစိတ်ပြေလက်ပြောက်လက်ခံခဲ့တာလည်းဖြစ်ပါတယ်ဒီလိုနဲ့မနက်မှာတော့မဲလိုက်ဖို့အတွက်ဂျက်ဆင်နဲ့မိကိတ်လည်းစောစောထွက်လာကြပါတယ်တပတ်မှလည်းလေရင်ရှာတဲ့ဘွဲကအသေးတန်ရှာဖွေနေကြတော့မှာအဲ့နောက်မှာတော့ဂျက်ဆင်ကတမင်အုပ်ကိုတွေးလို့မိကိတ်ကိုခဏထားခဲ့ပြီးချင်းနေကြီးဖို့တယောက်တည်းထွက်လာခဲ့ပါတယ်ဒါပေမဲ့တမင်နောက်ကိုလိုက်ရင်ဂျက်ဆင်တယောက်မြင်ကွင်းတစ်ခုကိုတွေးလိုက်ရလို့အဲ့ဒီဘက်ကိုချင်းကပ်လာခဲ့လိုက်ပါတယ်အဲ့ဒါကတော့တောင်တေးတစ်ခုမှာလေဒီတွဲလောင်းနဲ့တေးနေတဲ့လူတယောက်ဖြစ်ပြီးတော့အောက်မှာကျနေတဲ့တက်တာကိုပွင့်ကြည့်တဲ့အခါမှာပတ်စံနေအများကြီးပါတာကိုဂျက်ဆင်တွေးလိုက်ရပါတယ်ဒီလိုနဲ့မိကိတ်ကိုထားခဲ့တဲ့နေရာကိုပြန်လာတဲ့ချိန်မှာတော့တနက်တန်တစ်ချက်ကြားလိုက်ရလို့မိကိတ်တို့စိတ်ပူသွားခဲ့ပါတယ်ဒါပေမဲ့မိကိတ်ကတော့ခုနကတနက်တန်ကတမင်တကောင်ကိုသူပြစ်လိုက်တာဖြစ်ပြီးတော့လွဲသွားတဲ့အကြောင်းပြောပြခဲ့ပါတယ်ဂျက်ဆင်လည်းခုနကမြင်ကွင်းကြောင်စိတ်ရှုပ်နေပြီးတော့မိကိတ်ကိုမနှက်ပြတ်မှတမင်ပြန်ပြစ်မယ်ဆိုပြီးစကန်ချတဲ့နေရာစီပြန်လာခဲ့လိုက်ပါတယ်အဲ့ညမှာတော့ဂျက်ဆင်လည်းမိကိတ်နဲ့တူစကားဆက်မိပြောရင်မိကိတ်လည်းမနက်ကိုစောစောမဲလိုက်ဖို့အတွက်အိယာဝင်ခဲ့လိုက်ပါတယ်ဒုံးစံတိုင်းဂျက်ဆင်ကတော့တယောက်တည်းရှိကြမှာသူ့ရဲ့အတိတ်ကမိသားစုပုံရိပ်တွေကိုပဲအမြဲတမ်းနေခဲ့ပါတယ်ဒီလိုနဲ့မနေ့ရောက်တော့ဂျက်ဆင်တယောက်ကော်ဖီတောင်းနေတော့မှာပဲမိကိတ်ကတော့မင်းညကရာသီဥတုပူတယ်ဆိုပြီးတော့သူ့နာမည်ကိုတက်တည်ပြနေပါတယ်အဲလိုနဲ့ဂျက်ဆင်ရဲ့မနက်ခင်းကလည်းပြေးဆောင်သွားပြီးတော့နှစ်ယောက်သားအကြည့်တက်ကူးနေတော့မှာပဲသူတို့နားကိုလက်နက်ကင်လူတစုချင်းကပ်လာပါတော့တယ်အဲ့ဒါကတော့တခြားမဟုတ်ပဲလေရင်ရှာနေတဲ့မမလာလာတို့ဖွဲ့ဖြစ်ပြီးတော့ဂျက်ဆင်တို့ရဲ့တာယာဆိုပြေတောတောင်မြေခန်းစားမှုလေးတွေကိုဖျက်ဆီးပစ်လိုက်ပါပြီအဲလိုနဲ့မမလာလာတို့ပြစ်လိုက်တဲ့ကြီးစံတွေကိုရှောင်ရင်မိကိတ်တယောက်ပြောင်းနဲ့ဂျက်ဆင်နောက်ကိုလိုက်ပြေးရပါတော့တယ်ဂျက်ဆင်ကတော့မုတ်ဆိုးတွေးကြုံရှိပြီးရေတပ်သားဟောင်းတယောက်လည်းဖြစ်လို့မမလာလာတို့ဖွဲ့ကိုတိုးတလက်ထဲနဲ့ပြန်စော်ရင်တောင်ကြီးဘက်ကိုဆင်းဖို့ကြိုးစားနေပါတယ်ဒါပေမဲ့တပတ်ကဘွဲကလည်းဂျက်ဆင်တို့ကိုထက်ချက်မကွာလိုက်ဖို့ကြိုးစားနေတာပါဒီလိုနဲ့ဘေကင်းတဲ့နေရာတစ်ခုလောက်ရောက်မှမိကိတ်လည်းတူးပြောင်းနေတာသတိထားမိပါတော့တယ်အဲဒါကြောင့်ဂျက်ဆင်လည်းသူ့အိတ်ထက်ကဘောင်းမီပို့တဲ့ထုတ်ပေးပြီးတော့ဒီတောင်ပေါ်ကနေအများဆုံးဆင်းရမယ့်အကြောင်းပြောပြခဲ့ပါတယ်ဒါပေမဲ့မိကိတ်ကအခုဖြစ်ရတဲ့ကိုနားမလဲလို့ဂျက်ဆင်ကိုမေးကြည့်လိုက်တော့ဂျက်ဆင်လည်းအကြောင်းစုံပြောပြလိုက်ရပါတော့တယ်အဲဒါကတော့မနေ့ကတောင်ပေါ်မှာလေဒီတန်လန်းနဲ့လောင်းတစ်ခုကိုတွေးရပြီးတော့ပတ်စံတက်တာကိုလည်းယူခဲ့တဲ့အကြောင်းနဲ့ခုနကလူတွေဟာဒီတက်တာနာကိုလိုက်နေတာဖြစ်နိုင်ကြောင်းရှင်းပြခဲ့ပါတယ်အဲဒီနောက်ပတ်စံနေမြင်သွားတဲ့မိကိတ်ကတောင်ချေရောက်ရင်တယောက်တော့ခွဲယူဖို့ပြောတာကြောင့်ဂျက်ဆင်လည်းသဘောတူခဲ့ရပါတယ်တပတ်မှ
မမလာလာတို့ကတော့ဂျစင်တို့တောင်ချီစစ်မဲ့လမ်းတွေအကုန်ပိတ်ပြီးဖမ်းဖို့စ조사နေပါပြီဒီလိုနဲ့ဂျစင်တို့လည်းလမ်းမှာတူသမျှဓာတ်စီတွေကိုရှင်းရင်တောင်ချီလမ်းကိုရောက်ဖို့ကဘာတစ်ခုကိုဖျက်ရပါတော့မယ်ဒါကြောင့်မဲတောင်တက်ကျွမ်းကျင်တဲ့ဂျစင်ကတူရင်တက်ပြီးမိဂိတ်ကိုနောက်မှဆွဲတင်ဖို့ကြိုးချီပေးထားခဲ့ပါတယ်အဲနောက်မှာတော့ဂျစင်ပေါ်တက်တာကိုမိဂိတ်လည်းစောင့်နေရင်ရုတ်တရက်လုံကလေးရောက်လာပြီးတော့မိဂိတ်ကိုဆွဲလာရမ်းလာတွေလုံနေပါပြီဒါနဲ့မိဂိတ်လည်းလုံကလေးကိုနေထိုးနိုင်ခွက်တွေပြန်ကျွေးပေးမယ်နောက်ဆုံးမှာတော့လုံကလေးကသူ့ရဲ့အတူကိုထုတ်ပြီးချင်းကြောက်လိုက်ပါတယ်ပြင်းစတိုကိုပြောတာပါအဲလိုချင်းနေမှာပဲကဘာပေါက်ရောက်သွားတဲ့ဂျစင်ကအရှင်းနဲ့လမ်းထောက်လို့လုံကလေးလည်းကာပါယူလိုက်ရပါတယ်အဲနောက်မှာတော့ဂျစင်နဲ့လုံကလေးတို့ပြန်လည်စောနေကြတော့မှာပဲမိဂိတ်လည်းကဘာပေါက်ကိုအမြန်တက်ပြေးရပါတော့တယ်ဒါပေမဲ့လုံကလေးကအောက်ကနေဘယ်ကိုချိန်ပြေးလိုက်တယ်မသိမိဂိတ်ရဲ့ပေါင်ကိုရှက်ထိသွားပါပြီဒီလိုနဲ့နှစ်ယောက်သားကဘာပေါက်ကနေတောင်ချီဆင်းတဲ့လမ်းကိုပြေးကြရင်းနဲ့ဂျစင်ကမိဂိတ်ရဲ့ဒဏ်ရာကိုပလတ်စတာကပ်ဖို့ခြေထောက်မှာလိုက်ရှာနေပါတယ်ဒါပေမဲ့မိဂိတ်ကတော့ဒဏ်ရာကခြေထောက်မှာမဟုတ်ပဲဘယ်နေရာမှာလဲဆိုတာကွက်ကွက်ကွင်းကွင်းပြလိုက်ပါပြီအဲလိုနဲ့ဂျစင်ကလည်းသူဖြစ်ချင်တာတွေစကူးရင်မိဂိတ်ရဲ့ပေါင်ကိုပတိစီပေးလိုက်ပါတယ်အဲနောက်မှာတော့ပတ်စံတက်တာနဲ့တူတူပြေးရင်အန်ရရှိတယ်ဆိုပြီးတော့တောင်ပေါ်ကတစ်ပင်တစ်ခုရဲ့အောက်မှာဖွက်ထားခဲ့ဖို့စီစဉ်ခဲ့ကြပါတယ်ဒီလိုနဲ့လမ်းမှာမမလာလာတို့နဲ့ဖိုင်ရင်ပြေးရင်းနဲ့တောင်ချီကလမ်းကိုရောက်လာခဲ့ပါပြီဒါနဲ့ပဲလမ်းပေါ်မှာကားတစ်စီးလာနေတာကိုတွေ့လို့တားလိုက်တော့တိုက်တိုက်ဆန်ဆန်ကိုပြောင်ကြီးကာဖြစ်နေတာကိုသိလိုက်ရပါတယ်အဲလိုနဲ့ဂျစင်ကလမ်းကြုံလိုက်ချင်တဲ့အကြောင်းပြောလို့ကိုပြောင်ကြီးလည်းကားပေါ်တက်ခိုင်းလိုက်ပါတယ်ဒါပေမဲ့ဂျစင်ကားပေါ်တက်ဖို့လုံးနေတော့မှပဲပြောင်ကြီးကလက်တွယ်လိုက်ပြီးတော့မိဂိတ်ကိုလည်းကားပေါ်တက်ဖို့တူးတူကြီးထုတ်ပြီးဖျဲပါတော့တယ်ဒီလိုနဲ့ဂျစင်တို့ကိုပြောင်ကြီးဖမ်းသွားတဲ့မြင်ကွင်းကိုလုံကလေးလည်းမြင်လိုက်ရပါတယ်အဲနောက်မှာတော့ပြောင်ကြီးကဂျစင်တို့ကိုကိုတောင်တစ်ခုမှအိုက်မှာဆိုလို့ပေါ်အင်းကြီးတွေချုပ်ပြီးဖမ်းထားပါတယ်မိဂိတ်ကဂျစင်ကိုလမ်းခေါ်ပေးမဲ့ဂျစင်ကတော့ပြောင်ကြီးတီးချက်ကြောင့်လောကကြီးနဲ့ဆက်သွယ်မရသေးပါဘူးအဲနောက်မှာတော့ပြောင်ကြီးရောက်လာပြီးမိဂိတ်ကိုပတ်စံတက်တာဘယ်မှာလဲဆိုတာကိုမေးပေမဲ့မိဂိတ်ကမသိဘူးပြောလို့ပြောင်ကြီးလည်းတင်းသွားပါတယ်ဒီလိုနဲ့ပြောင်ကြီးကဂျစင်ကိုတန်ကြိုးခတ်ပြီးပတ်စံတက်တာဘယ်မှာရှိလဲဆိုတာလူချန်စတိုင်နဲ့မေးပါတော့တယ်ဒါနဲ့ဂျစင်လည်းတန်ကြိုးမှာခတ်ထားတဲ့တော့ကိုလက်တစ်ဖက်တန်းနဲ့ဖွင့်ပြီးလောဘတက်နေတဲ့ပြောင်ကြီးရဲ့နဖူးကိုပါတောက်ခတ်ပေးလိုက်ပါတော့တယ်အဲလိုနဲ့ဂျစင်တယောက်မိဂိတ်စီပြေးသွားပြီးကြိုးဖြီပေးနေတော့မှပဲလုံကလေးနဲ့မမလာလာတို့လည်းရောက်လာကြပါပြီအဲနောက်မှာတော့ဂျစင်နဲ့လုံကလေးလည်းမင်းစော်တဲ့ငါစော်ကပုံမိုက်တယ်ဆိုပြီးသူတပြန်ကိုတပြန်ဖိုက်နေကြတော့မှပဲတစ်ဖက်မှာလည်းမိဂိတ်နဲ့မမလာလာကနင်းရတဲ့ငါဟာပိုကိတ်တယ်ဆိုပြီးကွက်တွေကျွေးနေကြပါပြီအဲလိုနဲ့လုံကလေးကဂျစင်ကိုရှယ်ကျွေးနေတော့မှပဲမိဂိတ်ရောက်လာပြီးလုံကလေးကိုစက်သိမ်းပေးလိုက်ပါတော့တယ်အဲနောက်မှာတော့ဂျစင်လည်းမိဂိတ်ကိုကျွေးစင်းရေမြင်းနေဖြစ်ပြီးတယောက်နဲ့တယောက်နှစ်ယောက်တည်းအိမ်မက်တွေဖြစ်ဖို့ပတ်စံတက်တာဖွက်ထားတဲ့နေရာစီကိုတွားယူကြပါပြီအဲလိုနဲ့အန်ရီလည်းကင်ပြီးပတ်စံတက်တာလည်းရပြီမို့ဂျစင်တယောက်စိတ်ကူးရင်နေတော့မှပဲမိဂိတ်က surprise ထပ်တိုက်ပါတော့တယ်အဲဒါကတော့မိဂိတ်ကတနက်ကိုထုတ်ပြီးဂျစင်ကိုပြစ်လိုက်တာပါအဲနောက်မှာတော့သူ့ဖွဲတွေကိုလမ်းခေါ်လိုက်ပြီးဒီဇိုင်းကလာတွေပါပြောင်းကုန်ပါတော့တယ်ဂျစင်ကတော့မိဂိတ်ရဲ့ surprise ကိုနားမလဲလို့မေးကြည့်နေပါပြီတကယ်တော့မိဂိတ်တို့ဘက်ကလည်းလေရင်ပြတ်တဲ့ကပတ်စံတက်တာကိုလာရှာတာဖြစ်ပြီးတော့သူတို့ရဲ့ season တို့ကဂျစင်ကိုလမ်းပြဖို့တမင်ငှားခဲ့တာဖြစ်ပါတယ်အဲလိုနဲ့မိမတွေကိုယုံမိတဲ့ဂျစင်တယောက်ကိုမိဂိတ်ကနောက်ထပ်အပိုစုတွေထပ်ကျွေးပြီးတော့ပတ်စံတက်တာယူပြီးထွက်သွားရင်းနဲ့ဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါပြီဒီကားကြည့်ပြီးရင်တော့ညိုကီတို့လည်းသင်ခန်းစာရမယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုခဲ့ကြတဲ့ပရိသတ်တိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရတာဆောင်ဇလန်းတွေတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ channel လေးကို like and subscribe လုပ်ပြီးစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ